အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရသာရှိတဲ့ငါးတက်ပြပေါင်းလေးလှုပ်ဆောင်မှာဖြစ်ပါတယ်အရင်အဆုံးဒီတက်စင်ထားတဲ့ငါးလေးတွေကိုစားအရသာမို့ချင်းချမ်းနဲ့နဲ့စပလင်းထောင်းထားတာတွေကိုရောတင်ပြီးတော့မှလက်ချပေးလိုက်ပါမယ်ကိုအိမ်မှာပေါင်းအိုးမရှိလို့ပေါ့နော်ဒီအိုးတွေကိုငပြောရွက်အယိုးလေးတွေကိုပိန်ပြီးတော့မှဒီလိုလေးထည့်လိုက်ပါတယ်လို့ရှိရင်ငပြောရွက်လေးခံပြီးတော့မှငါ့ကိုထည့်ပြီးတော့ပေါင်းပါပေါ့နော်ငါထည့်ပြီးသွားလို့ရှိရင်အနံ့လေးပုံမွေးသွားအောင်စပလင်အရွက်ထုံထားတာလေးထည့်လိုက်ပါမယ်ဒီနေရာမှာရေထည့်တဲ့အခါမှာရေကိုအများကြီးထည့်လို့မရအောင်ပေါ့နော်ရေများသွားလို့ရှိရင်ငါ့ကိုပြုတ်တလို့ဖြစ်သွားပြီးတော့မှအရသာကစားမကောင်းတော့ပါဘူးဒါကြောင့်မို့ရေကိုဒီငပြောရွက်အယိုးလေးထည့်ထားတာလောက်ပဲထည့်ပါမယ်ပြီးရင်တော့15မိနစ်လောက်ပေါင်းထားပေးရပါမယ်ငါပေါင်းအတွက်အချင်းလေးစပ်ပါမယ်အချင်းအတွက်တော့ဒီပစုံနဲ့ညံပြာရည်ရဲ့တကြားရဲ့အချုံမုံရေတုံထားတယ်ပေါ့နော်ဒီနေရာမှာငါတကောင်လေးမို့လို့ကြပြဒီကိုလည်းတစ်လုံးပဲတုံထားပါတယ်ပြီးလို့ရှိရင်နက်နက်ပြီးအနေငယ်ကျွတ်တွန်ဖြူမြုပ်တီဆိုင်နှုတ်လို့စင်ထားတာတွေကိုထည့်ပြီးရုံးဝင်ပြီးရပါပြီငါပေါင်းလေးချက်ပါပြီငါပေါင်းလေးချက်ပြီဆိုတော့အခြေလေးဆန်းပြီးတော့မှအရသာရှိရှိသုံးဆောင်လို့ရပါပြီအားလုံးပဲစားကြပါအောင်ရှင်ဒါကတော့ဒီလောက်လိုက်ရတဲ့ပုံပြပေါင်းလေးဖြစ်ပါတယ်